နာမည်ကြီးထိတ်လန့်ဖွယ်ရာအစီအစဉ်တစ်ခုဖြစ်တဲ့ The Shark မှနောင်စင်ဆိုသူအမျိုးသမီးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ကိုယ်တိုင်ကိုယ်ကျအပြူစားခံရခြင်းထွက်ရက်ပေါက်အတက်နှင့်အောက်လန်းပညာအကြောင်းဖြစ်ပါတယ်။သင်အတွက်အဓိကအချက်လက်တွေကိုအသေးစိတ်အပိုင်းခွဲပြီးဘာသာပြန်ပေးလိုက်ပါတယ်။လွန်ခဲ့တဲ့တစ်ဆက်နှစ်ခန့်ကအရှေ့မြောက်ပိုင်းဤဒေသမှာဆီယာမလုပ်နေတဲ့စင်စီကိုသူမရဲ့ကျောင်းသူတဦးရဲ့အကိုဖြစ်သူခါဆိုတဲ့လူငယ်ကဖုံးဆက်ပြီးစကားလာပြောပါတယ်။ခါဟာစင်ကိုကြိုက်နေပြီးတနေ့မှာစင်ကိုအိမ်လိုက်ပို့ရင်းလက်ဆောင်အဖြစ်ငွေရောင်လက်ကောက်တစ်ခုနဲ့ဖြူကြီးလက်ဖွဲ့ဒေသအခေါ်ဖိုင်းဖူကဲတစ်ခုကိုပေးခဲ့ပါတယ်။တညမှာခါကစင်ကိုဖုံးဆက်ပြီးဒီနေ့အမဘာအယောင်ဝတ်ထားလဲကျွန်တော်ခံမှန်းပြရမလားလို့မေးပါတယ်။သူကစင်ဝတ်ထားတဲ့အဝတ်အစားအယောင်ခန်းထဲကလိုက်ကာအယောင်နဲ့အိယာခင်းအယောင်တွေကိုအသေးစိတ်တိတိကျကျပြောပြနိုင်ခဲ့လို့စင်အယမ်းလန့်သွားပါတယ်။ခါကသူဟာဖော့ချွေဆိုတဲ့ဝိဇ္ဇာအတက်ရှိတဲ့သူ့ရဲ့ဝိညာဉ်ဖခင်နဲ့အတူရှိနေတာဖြစ်ပြီးထိုဖိုးအိုကဇန်နဲ့ကိုရောင်ဖြောက်ပြီးစင်ရဲ့အခန်းထဲအထိလာကြည့်နေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်ပိုင်းဥပုသ်နေ့နေကြီးရက်ကြီးမတိုင်ခင်ညတိုင်းမှာစင်ဟာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံရပါတယ်။ညတကောင်မှာနိုးလာတဲ့အခါကိုလုံးတီးနဲ့လူတန်ကြီးတယောက်ကသူမကိုနောက်ကနေတင်းတင်းကြပ်ကြပ်ဖတ်ထားတာကိုခံစားရပါတယ်။ထိုအရာရဲ့အသက်ရှုသံဟာပြင်းထန်ပြီးအလွန်ပုပ်ဆက်တဲ့အနံ့ရနေပါတယ်။သူမယုံလေထိုအရာကပုံမတင်းကျပ်စွာဖတ်လေဖြစ်နေပါတယ်။ထိုအရာရဲ့အသားရည်ဟာချွဲကြည့်ဖြစ်နေပြီးကျောင်းကဘုန်းကြီးကျောင်းကလူနာရီခောက်တန်ကြားမှသာထိုအရာဟာရုတ်တရက်ပျောက်ကွယ်သွားတတ်ပါတယ်။ဒီလိုမျိုး၄ချိန်ဇက်တိုက်ကြုံခဲ့ရပါတယ်။လက္ခဏာများစင်ဟာခါကိုအသေးအတန်သတိရလာပြီးသူရှိရာစီသွားခြင်းစိတ်တွေတားမရအောင်ဖြစ်လာပါတယ်။သူမရဲ့ရုပ်ရည်ဟာလည်းညှိုးနွမ်းမဲမောင်လာပြီးမျက်လုံးတွေကလည်းကြောက်စရာကောင်းအောင်ဆူရဲလာပါတယ်။ကိုရင်းမှာလူနှစ်ယောက်ရှိနေသလိုခံစားရခြင်းစာတင်နေရင်ရုတ်တရက်ရက်သွားပြီးတယောက်တည်းစကားတွေပြောခြင်းကျောင်းသားတွေကိုအကြောင်းမဲ့ဆဲဆိုခြင်းများဖြစ်လာပါတယ်။ထူးဆန်းသောအစားအသောက်တစ်နေ့မှာသူမဟာဖားတူဖားပြုတ်တွေကိုအငမ်းမရစားခြင်းစိတ်ပေါက်လာပြီးအမေဖြစ်သူပြုတ်ပေးထားတဲ့ဖားတွေကိုအယိုးရောအသားပါအစိမ့်လိုက်နီးပါဝါစားခဲ့ပါတယ်။သူမကိုယ်တိုင်သိနေပေမဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရတော့ပါဘူး။အမေဖြစ်သူကစင်ကိုခရူဘာဆိုတဲ့ဘုန်းကြီးဆရာတော်တစ်ပါးစီခေါ်သွားပါတယ်။စင်ဟာကျောင်းထဲရောက်ခါနီးမှတင်ခြေလက်တွေတုံရင်ပြီးမသွားဘူးကြောက်တယ်လို့အော်ဟစ်ကအောက်လန်းဝိညာဉ်ရဲ့နှောက်ယှက်မှုကိုခံရပါတယ်။ကုသမှုဆရာတော်ကအန္တရာယ်ကင်းရေစင်နဲ့ပတ်လိုက်တဲ့အခါစင်ရဲ့ခန္ဓာကိုယ်ထဲမှာလက်သီးဆုပ်ခန့်ရှိတဲ့အလုံးကြီးတစ်ခုဟာဒူးကနေခါကနေချိုင်းထိုးမှတဆင့်နားထင်စီကိုပြေးတက်သွားတာကိုခံစားရပါတယ်။ဆရာတော်ကဂါထာမန်းမှုတ်ပြီးကုသပေးလိုက်မှထိုလုံးကြီးကွဲအပ်သွားသလိုခံစားရပြီးစိတ်ထဲမှာအေးမြသွားပါတယ်။ဆရာတော်ကသူမကိုအောက်လန်းနီးနဲ့အပြူစားခံထားရတာလို့အတည်ပြုပေးခဲ့ပါတယ်။ဆရာတော်ကကြေးနီပြားနဲ့လှုပ်ထားတဲ့လက်ဖွဲ့၃ခုပေးပြီးခါမှာပတ်ခိုင်းလေပင်မှာဆွဲခိုင်းအခန်းတကားမှာချိတ်ခိုင်းပါတယ်ဒါပေမဲ့၃ရက်ပဲအေးချမ်းခဲ့ပြီး၄ရက်မြောက်နေ့မှာတော့သူမဟာညတန်းကောင်မှာထနိုးပြီးရေခဲတစ်တာတွေကအစားအစာတွေကိုသတိလက်လွတ်ပြန်ရှာစားတဲ့ဝေဒနာပြန်ဆလာပါတော့တယ်အချုပ်အားဖြင့်ဒီဇလန်းဟာအောက်လန်းပညာကိုအသုံးပြုပြီးတစ်ဖက်သားကိုစိတ်ညို့ကမိမိစီရောက်လာအောင်လှုပ်ဆောင်တဲ့စာနယ်သင်လို့ခေါ်တဲ့အချစ်ကျိန်စာတို့အပြုစားခြင်းအကြောင်းကိုထင်ထင်ရှားရှားဖော်ပြထားတာဖြစ်ပါတယ်။နောင်စင်ဟာကျောင်းမှာစာသင်နေရင်စိတ်ထဲမှာဗိမာန်တစ်ခုကျောင်းဆောင်တစ်ခုရဲ့ပုံရိပ်ကိုခဏမြင်နေရပါတယ်။ဘယ်ဘက်မှာတဲလေးတစ်လုံးညာဘက်မှာအုံးပင်တစ်ပင်နဲ့အရှိတဲ့မှာကျောင်းဆောင်လေးတစ်ခုရှိနေတဲ့မြင်ကွင်းမှာအမေဖြစ်သူကဆရာတော်တစ်ပါးစီသွားဖို့တိုက်တွန်းတဲ့အခါမှာတော့သူမဟာအရင်ကလိုညှင်းဆန်မနေတော့ဘဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းတော်ကိုရောက်တဲ့အခါမှာသူမစိတ်ထဲကမြင်ထားတဲ့အတိုင်းတဲလေးအုံးပင်နဲ့ကျောင်းဆောင်ကိုတစ်ထပ်သေးတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့ခြေလမ်းတွေဟာရက်တန့်သွားပြီးမသွားဘူးကြောက်တယ်လို့အော်ဟစ်ကကားပေါ်ကနေမစင်းပဲရုန်းကန်ပါတယ်အမျိုးသား၄၅ယောက်လောက်ဝိုင်းဆွဲမှသာဆရာတော်ရှေ့ကိုရောက်သွားခဲ့ပါတယ်ဆရာတော်ကိုမြင်တဲ့အခါမှာလဲသူမဟာစူးစူးဝါးဝါးကြည့်ပြီးရိုင်းရိုင်းဆိုင်တွေဆဲဆိုတုံ့ပြန်ခဲ့ပါတယ်
ဆရာတော်ကသူမကိုရေစင်ပတ်ပြီးကုသတဲ့အခါမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်လာပါတယ်ခန္ဓာကိုယ်ထဲမှာအလုံးကြီးတစ်ခုဟာနားထင်ကနေခြေထောက်အထိနာကျင်စွာပြေးလွှားနေပါတယ်ဆရာတော်ကမင်းပါလို့သူ့စီလာနေတာလဲလို့မေးတဲ့အခါသူမရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်ကသူ့ကိုကြိုက်လို့စားစရာတွေပေးလို့ပြန်ဖြေပါတယ်ဘသူလွတ်လိုက်တာလဲမေးတဲ့အခါအာကျန်ချွေလွတ်လိုက်တာလို့ဝန်ခံပါတယ်ဆရာတော်ကရေစင်တိုက်ပြီးအတင်းကျပ်တောက်ခိုင်းတဲ့အခါမှာနောင်စင်ဟာအန်ထုတ်လိုက်ပါတယ်သူမအန်ထုတ်လိုက်တဲ့အထဲမှာအမဲရောင်ဝတ်ဆန်ဆေးလောက်ရှိတဲ့အလုံး3-4လုံးနဲ့ဖျောင်းတိုင်ကက်ဆေးလိုအဝါရောင်အဖက်ကြီးတွေပါလာပါတယ်ဆက်လေနောက်ဆုံးမှာတော့သူမဟာပါဇက်ကိုအကျယ်ကြီးဟလိုက်ပြီးအတန်ကုန်အော်ဟစ်လိုက်တဲ့အခါမှာအမဲရောင်အခိုးငွေတန်းကြီးတစ်ခုဟာသူမရဲ့ပါဇက်ထဲကနေထွက်သွားပြီးအုံးပင်ထိပ်ဖျားအထိလွင့်တက်သွားတာကိုဘေးကလူပေါင်းများစွာကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။အဲဒီနောက်မှာတော့နောင်စင်ဟာသတိပြန်ရလာပြီးအရင်လိုနူးညံ့တဲ့မိန်းကလေးတစ်ယောက်ပြန်ဖြစ်သွားခဲ့ပါတယ်။ဆရာတော်ကဒါဟာစမ်းသပ်တဲ့အတတ်ပညာlong count တစ်ခုဖြစ်ကြောင်းအောက်လန်းဆရာကအစားအသောက်ထဲကနေတဆင့်ထည့်ပေးလိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်။တရေမ5 fray သူမမှန်ထဲမှာမြင်ခဲ့ရတဲ့သပင်ရှည်ရှည်နဲ့အမျိုးသမီးဟာအောက်လန်းဆရာကသူမကိုစောင့်ကြည့်ဖို့လွှတ်ထားတဲ့ဖုတ်တရေမဖြစ်ပါတယ်။ညဘက်လာဖက်နေတဲ့လူမဲကြီးဟာအောက်လန်းဆရာသို့မဟုတ်ခါကဇန်နဲ့ကိုရောင်ဖြောက်ပြီးသူမစီလာရောက်ပိတ်လှောင်ထားတာဖြစ်ပါတယ်။နောင်စင်ဟာနောက်ပိုင်းမှာခါစီဖုန်းဆက်ပြီးအကျိုးအကြောင်းမေးမြန်းခဲ့ပေမဲ့ခါကတော့သူဘာမှမလုပ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။တစ်နှစ်ခန့်ကြာမှာတော့အောက်လန်းဆရာအာကျန်ချွေရဲ့သတင်းကိုကြားရပါတယ်။သူဟာတခြားလူရဲ့ဇနီးကိုခိုးယူဖို့စ조사ရာကနေရွာသားတွေကဝိုင်းဝန်းနှိပ်စက်ပြီးသူ့ရဲ့အဆောင်ကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်။သူဟာရွာကနေထွက်ပြေးသွားရပြီးသူထားခဲ့တဲ့အောက်လန်းပစ္စည်းတွေရှိရာနေရာမှာတော့ညဘက်ဆိုရင်တရေတစေတွေရှိနေတယ်လို့ရွာသားတွေကပြောကြပါတယ်။သူမဟာအခုဆိုရင်နိုင်ငံခြားမှာအလုပ်လုပ်ကိုင်နေပြီးဖျားတရားကိုပုံမလှုပ်ဆောင်နေပါတယ်။ဒီအဖြစ်အပျက်ကသူမကိုမိဘရဲ့ဂုဏ်ကျေးဇူးနဲ့ဖျားတရားရဲ့အစွမ်းဟာအောက်လန်းပညာတွေထက်ပုံမအစွမ်းထက်ကြောင်းသင်ခန်းစာရခဲ့တယ်လို့ပြောကြပြီးဇလန်းကိုအဆုံးသတ်ထားပါတယ်။အောက်လန်းပညာနဲ့ပတ်သက်ပြီးထိုင်းလူမျိုးတွေအယမ်းယုံကြည်ကြတဲ့ဒီဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာတခြားသိချင်တာရှိပါသေးသလားဗျ